movie recap video လေးတွေလုပ်ပြီးတော့မှတိတော့မှပတ်စံရှာတင်နေတဲ့လူတွေအတွက်ကျွန်တော်ဒီနေ့မှာသူများနေလုံနေကြဖြစ်တဲ့ဒီ AI အတန်နေနဲ့ movie recap တွေကိုဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းလေးကိုအစားအဆုံးတရားလေးရှင်းပြပေးပါမယ်ကျွန်တော်တေးသေးချာချာလေးကြည့်လိုက်မယ်ဆိုရင်ဒါတေးသေးချာချာလေးကိုလုပ်တတ်မယ်လို့ကျွန်တော်အာမခံတယ်ဒါကြောင့်မို့ဗီဒီယိုကိုမကြော်ဘဲနဲ့အသေးစိတ်ပေါ့နော်ဗီဒီယိုကိုကြည့်ရင်းနဲ့မှ like လုပ်မယ်ဆိုရင်လည်းရတယ်တေးချာပါလေး like လုပ်ကြည့်ကိုယ်တိုင်လုပ်တတ်သွားနိုင်မယ်ပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော်တို့က TikTok အတွက်လုပ်မှာဆိုတော့ကြတော့အရင်တော့လိုမျိုးစကားတွေအရှိကြီးတွေလိုက်ရှာပြီးတော့ download ဆွဲစရာမလိုတော့ဘူးပေါ့နော်TikTok မှာတင်မယ်ဆိုရင်ကျွန်တော်တို့က10 minutes စာဗီဒီယိုဆိုလို့ရှိရင်ကိုတော်တော်ကြီးအဆင်ပြေတယ်အဲ့ဒါကြောင့်ကျွန်တော်တို့စကားတွေသွားရှာမယ်စကားကိုဘယ်ကနေရှာမလဲဆိုရင်ကျွန်တော် YouTube ကနေပဲရှာမယ်ဘယ်လိုရှာမလဲဆိုတော့သူများနေ recap လုပ်ထားတဲ့ဗီဒီယိုအတူတွေကိုပဲအရင်ဆုံးရှာမယ်ရှာပြီးသွားရင်နောက်ထပ်ဘာလုပ်မလဲဆိုတော့ကြတော့အဲ့ဒီဗီဒီယိုထဲမှာပါတဲ့ကျွန်တော်တို့ပြန်ပြောဖို့အတွက် script တွေပြန်ပြီးတော့မှရေးမယ်ပေါ့နော်ဒါကလည်း AI ကိုရေးခိုင်းမယ်နောက်ဆုံးအဆင့်ကျွန်တော်တို့အတန်ကိုလည်း AI ကိုပဲအတန်နဲ့ပြောခိုင်းမယ်ပေါ့နော်ကျွန်တော်တို့အရင်ဆုံး YouTube ထဲကိုသွားပြီးတော့မှဗီဒီယိုတွေရှာကြမယ်ပေါ့နော် YouTube ထဲကိုရောက်ပြီဆိုရင်တော့ဒီအပေါ်မှာပေါ့နော်ဒါမျိုးလေးရိုက်ရှာလိုက်ပေါ့နော် MOVIERECAP movie recap ဆိုပြီးတော့မှရိုက်ရှာလိုက်ပေါ့နော်အဲ့လိုရိုက်ပြီးရင်ဒီမှာကြာလာလိမ့်မယ်ဒီလိုကြာလာပြီဆိုရင်ကျွန်တော်တို့ကဗီဒီယိုအတူလေးတွေပေါ့နော် short video လေးတွေပဲလိုချင်တာပေါ့ TikTok အတွက်ဆိုတော့လေအဲ့တော့ဒီအောက်မှာပေါ့နော်ဒီအောက်လေးမှာ short video ဆိုတာပါတယ်ဒီမှာပေါ့နော်ဒီကောင်လေးကိုနှိပ်လိုက်မယ်ဆိုရင်ဒါသူများတွေလောက်ထားတဲ့ short video အတူလေးတွေပေါ့နော်ဒါ TikTok မှာလည်းတော်တော်များများကဒီလင်းလန်းနေတယ်ပဲလောက်ကြတာပေါ့နော်ဒီမှာဆိုရင်ဒါသူတို့လုပ်ပြီးသား short video အတူလေးတွေရှိရပေါ့နော်ဒီမှာဆို2မိနစ်ခွဲပဲပါတယ်ပေါ့နော်ဒါကိုကြိုက်တဲ့ဇာတ်ကားကိုကိုအရင်ဆုံးယူပြီးတော့မှလုပ်လိုက်ပေါ့နော်ကျွန်တော်ကကြတော့ကျွန်တော်လုပ်ချင်နေတဲ့ဇာတ်ကားလေးတကားရှိတယ်ပေါ့နော်အဲ့လိုကိုလုပ်ချင်နေတဲ့ဇာတ်ကားရှိရင်လည်းဒီစာရိုက်ရှာတဲ့နေရာမှာဇာတ်ကားနာမည်ရိုက်ရှာလိုက်ပေါ့နော်ဇာတ်ကားနာမည်ရိုက်ရှာပြီးတော့မှနောက်ကနေ recap ဆိုပြီးတော့မှထည့်လိုက်ဒါဆိုရင်အဲ့ဒီဇာတ်ကားကို movie recap လုပ်ထားတာလေးတွေ့လိမ့်မယ်ပေါ့နော်ကျွန်တော်လုပ်မှာကြတော့ဒီကောင်ပေါ့နော်ဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီအောက်မှာ share cloud လေးပါလိမ့်မယ်ပေါ့နော်ဒီမှာ share ဆိုတာလေးပါတယ်ပေါ့နော်ဒါဒီဗီဒီယိုတွေကပါတဲ့အကြောင်းအရာတွေပေါ့နော်ဒါတွေကိုကျွန်တော်တို့က script သွားရေးမယ်ပေါ့နော်အဲ့တော့ဒီမှာ copy link ဆိုတာလေးနှိပ်လိုက်မယ်နှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာ Chrome browser တွေကိုတွားလိုက်မယ်ပေါ့နော်ဒါ Chrome browser လည်းမဟုတ်ဘူးကိုကြိုက်တဲ့ browser ကိုသုံးလို့ရတယ်ပေါ့နော်ကျွန်တော်တို့ Chrome ပဲသုံးနေကြလူမျိုးပေါ့နော် Chrome ထဲကိုရောက်ပြီဆိုရင်ဒီအပေါ်မှာပေါ့နော် YouTube transcript ဆိုပြီးတော့မှဒါမျိုးလေးရိုက်ရှာလိုက်ပေါ့နော်ရိုက်ပြီးတော့မှဒီမှာနှိပ်လိုက်မယ်ပေါ့နော်တခါတလေဒီကောင်ကVPN လေးပါလေလိုတတ်တယ်ပေါ့နော်ကိုအစင်မပြေဘူးဆိုရင် VPN လေးချိတ်ပေးလိုက်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီလိုမျိုးလေးပေါ်လာလိုက်မယ်ဒီလိုမျိုးလေးပေါ်လာရင်ဒီနေရာမှာပေါ့နော်သူဒီစာရိုက်ခိုင်းတဲ့နေရာမှာကြာလေးဖိထားလိုက်မယ်ဖိထားလိုက်ရင်ခုနက copy ယူလာတဲ့ကောင်လေးကိုဒီထဲမှာထည့်ပေးလိုက်မယ်ပေါ့နော်ထည့်ပြီးရင်ဒီအောက်ကဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးရင်ခဏစောင့်လိုက်မယ်ဒီမျိုးပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီအောက်လေးကိုဆွဲချလိုက်မယ်ဆိုရင်ဒါဒီဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့နော်ဒါဒီဗီဒီယိုထဲမှာသုံးထားတဲ့စကားလုံးတွေသူတို့ recap လုပ်ထားတဲ့ဟာတွေပေါ့နော်အဲ့တော့ဒီကောင်လေးကိုကျွန်တော်တို့ copy ယူမယ်ပေါ့နော် copy ယူဖို့အတွက်ဒီမှာဒီ copy ဆိုတာလေးရှိတယ်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒီဒါဆိုရင်ကျွန်တော်တို့ဒီကောင်ကို copy ယူပြီးသွားပြီဒါအင်္ဂလိပ်လိုဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကမြန်မာဘာသာသွားပြန်မယ်ပေါ့နော်ကိုက Gemini ပဲသုံး ChatGPT ပဲသုံးကိုကြိုက်တဲ့ဟာမှာသွားပြီးတော့မှဘာလာပြန်ပေါ့နော်ကျွန်တော်ကကြတော့ ChatGPT ဖုန်းထဲမှာထည့်ထားတဲ့လူတွေအတွက်အလွယ်ကူဆုံးနည်းလမ်းလေးပြမယ်ပေါ့နော်အဲ့ကောင်ကြဒီကောင်လေးကိုကျွန်တော်တို့ဆက်လက်မှတ်လိုက်မယ်ပေါ့နော်ဒီလိုမျိုးလေးအကုန်လုံးဆွဲချပြီးသွားပြီဆိုရင်ဒါဒီအဆက်လေး30ကိုနှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီမှာပေါ့နော် ChatGPT ဆိုတာပါပြီးသားပေါ့နော်အဲ့ကောင်လေးနှိပ်လိုက်မယ်ဒါတော့ကျွန်တော်ဖုန်းထဲမှာအလွယ်ထည့်ထားလို့ပေါ့နော်အဲ့ဒီလိုမျိုးလေးဒါ ChatGPT တဲ့ကိုတန်းပြီးတော့မှရောက်သွားပြီဒီအောက်ခြေလေးမှာပေါ့နော်ဒီတိုင်းလေးပဲထည့်ပေးလိုက်တယ်ပေါ့နော် movie recap ပုံစံဘာသာပြန်ပြီးပါဆိုပြီးတော့မှစံအောင်နှိပ်လိုက်မယ်ပေါ့နော်ကျွန်တော်တို့လိုချင်တဲ့အတိုင်းပဲသူကဒီဗီဒီယိုထဲမှာပါတဲ့အကြောင်းအရာတွေကိုမြန်မာလိုဘာသာပြန်ပြီးပြီဆိုတော့ဒီကောင်ကိုကျွန်တော်တို့ကဒီမှာ copy ယူမယ်ပေါ့နော်ဒီမျိုးသမီးလေးတယောက်ဆိုတဲ့နေရာနေ copy စာပြီးတော့မှယူမယ်ပေါ့နော်ဒီမှာဘာအပိုစကလုံးမှသူကမပါဘူးပေါ့နော်ကျွန်တော်တို့လိုချင်တဲ့ပုံစံတိုင်းပဲကွက်တီထုတ်ပေးတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီဒီနေရာထိကျွန်တော်တို့ယူလိုက်မယ်ပေါ့နော်စတင် photo လာပါတော့တယ်ဟုတ်ပြီအဲ့တော့ဒီမှာ copy ကိုကျွန်တော်တို့ယူလိုက်မယ်ယူပြီးပြီဆိုတော့ဒီကောင်ကို AI နဲ့အတန်သွားသိမ်းမယ်ပေါ့နော် AI အတန်သွားလုပ်မယ်ပေါ့ဗျာအဲ့တော့ခုနလိုပဲ Chrome နဲ့ပြန်သွားမယ်ပေါ့နော် Chrome နဲ့ကိုရောက်ပြီဆိုရင်ကတော့ဒီကောင်လေးပေါ့နော်ဒီတိုင်းလေးပဲကျွန်တော်တို့ရိုက်ချလိုက်ပေါ့နော် LUVVOICE ပေါ့နော်အဲ့တန်းလေးရိုက်ချလိုက်ဒီကောင်တစ်ချက်နှိပ်လိုက်မယ်ဒီကောင်လည်းတစ်ခါတလေကြာရင် VPN ခံခိုင်းလိုက်မယ်ပေါ့နော်အဲ့လိုမျိုးခါကြာရင် VPN ခံလိုက်ပေါ့နော်လုံးဝဝင်မြန်ခံပေးလိုက်ဗျာကျွန်တော်တော့ခံကြမလို့ဘူးပေါ့နော်အဲ့တော့ဒီမှာဒီကောင်ကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးရင်ခဏလေးစောင့်လိုက်မယ်စောင့်ပြီးရင်ဒီကောင်ကအောက်လေးကိုနည်းနည်းလေးဆွဲချလိုက်မယ်ပေါ့နော်ဒီအောက်လေးကိုနည်းနည်းဆွဲချမယ်ဒီမှာပေါ့နော်Under you attack ဆိုတာじゃခုနကျွန်တော်တို့ copy ယူလာတဲ့စာထည့်ပေးရမှာပေါ့နော်ဒီကောင်လေးကိုကြာလေးပြပြီးတော့မှခုန copy ယူလာတဲ့စာထည့်လိုက်မယ်ထည့်ပြီးရင်ဒီအောက်လေးကိုကျွန်တော်တို့ကဆွဲလိုက်မယ်ဆွဲလိုက်ရင်ဒီမှာကြတော့ဘာသာပြန်ကအင်္ဂလိပ်ဖြစ်နေရပေါ့နော်အင်္ဂလိပ်ဖြစ်နေတော့ကျွန်တော်တို့ကမြန်မာကိုရွေးရမယ်ဒီကောင်လေးပေါ့နော်ဒီမှာဒါလေးကိုနှိပ်ရပါမယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီအောက်လေးကိုဆွဲချမယ်ပေါ့နော်မြန်မာဆိုတော့じゃ M နဲ့စမှာပေါ့နော်ဘာနော်ဘာမှမြန်မာဆိုပြီးပါတယ်အဲ့တော့ဒီကောင်ကိုရွေးလိုက်မယ်ရွေးပြီးရင်ကိုက movie recap လုပ်မဲ့လူကယောက်ျားလေးဆိုရင်ယောက်ျားလေးတန်ရွေး main ကလေးဆိုရင် main ကလေးတန်ရွေးကိုကြိုက်တဲ့တန်ကိုရွေးလို့ရတယ်ပေါ့ဗျာအဲ့တော့ဘယ်လိုရွေးမလဲဆိုရင်ဒီအောက်မှာပေါ့နော်ဒါ main ကလေးဆိုရင်ကတော့နီလာပေါ့နော် main ကလေးတန်တီဟာကြတော့ယောက်ျားလေးပေါ့နော်ကျွန်တော်ယောက်ျားလေးတော့လုပ်မှာဆိုတော့အောက်ကတီဟာဆိုတာလေးနှိပ်လိုက်မယ်ပြီးရင်ဒီ generate ဆိုတာလေးနှိပ်ပြီးတော့မာခဏစောင်းလိုက်မယ်ပေါ့နော်တော်တော်မိုက်တယ်ဒီကောင်ကလေအရင်တော့ယောက်ကအပေါက်ပိုးဆိုင်ဆိုတော့ကျွန်တော်တို့ကအပိုင်လေးတွေခွဲပြီးတော့မှအတန်သွင်းရတာဆိုတော့ဖိုင်နေအများကြီးလဲ download ဆွဲရတယ်ပေါ့နော်ဒီကောင်မှာအဲ့လိုမျိုးမရှိဘူးပေါ့နော်ဒါ10မိနစ်2မိနစ်စာလောက်ကတော့မြန်မြန်ဆန်ဆန်လေးလဲရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီကောင်ကို download ဆွဲမယ်ပေါ့နော်ဒီမှာ download ဆွဲဖို့အတွက်ကြတော့ဒီအောက်မှာ download ပုံလေးပါလိမ့်မယ်ပေါ့နော်အဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒါဆိုရင်ဒီအပေါ်မှာ download ဆွဲနေပြီဒီကောင်ဖိုင်လေးကဘယ်နေရာမှာရောက်နေမလဲဆိုရင်ကျွန်တော်တို့ file manager ထဲမှာတစ်ချက်ဝင်ကြည့်လိုက်မယ်ပေါ့နော်
file manager လေးကိုတစ်ချက်ဝင်လိုက်မယ်ဆိုရင်ဒီမှာဒီအပေါ်မှာပေါ်နေတဲ့ဟာလေးပေါ့နော်ဒီမှာ file name လေးကဒီတိုင်းလေးပေါ့နော် file name လေးကိုကိုယ်ကမှတ်ထားလိုက်ပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့နောက်ဆုံးအဆင့်ပေါ့နော် edit လုပ်ရမယ့်အဆင့်ကိုရောက်လာပြီဒီနေရာမှာကျတော့ကျွန်တော်တို့ခုနတုန်းကဗီဒီယိုကိုလည်း download ဆွဲရအောင်ပဲပေါ့နော် download ဆွဲရကြတော့ကျွန်တော်တို့ဒီ Vmate တို့ Sonnet တို့ပါလို့ပေါ့နော်ကိုကြိုက်တဲ့ software နဲ့တွားပြီးတော့မှ download ဆွဲခဲ့လိုက်ပေါ့နော်ကိုကတကယ်လို့ download မဆွဲတတ်ဘူးဆိုရင်လည်း YouTube မှာရိုက်ရှာလိုက်ဗျ YouTube video download ဆွဲနေဆိုရင်အဲ့ဒါဆိုတွေ့လိမ့်မယ်ပေါ့နော်ဟိုအဲ့ဒါကျွန်တော်တို့က edit လုပ်ဖို့အတွက်ပဲ app ကိုသုံးမလဲဆိုရင်ကျွန်တော်ကတော့ကတ်ကိုပဲသုံးလိုက်မယ်ပေါ့နော်ဒီနေရာမှာတခုပြောချင်တာကကတ်ကိုအခုချိန်ဒီပတ်စံပေးပြီးဝယ်သုံးနေရတဲ့လူတယောက်ဆိုလို့ရှိရင်ကျွန်တော် Telegram channel မှာပတ်စံပေးပြီးတော့မှသုံးစရာမလိုဘဲနဲ့ pro feature တွေအကုန်သုံးလို့ရတဲ့camera software လေးရှိတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒါလေးသုံးနေတယ်လုံးဝကိုအဆင်ပြေတယ်ဘာရင်လာမှလည်းမရှိဘူးပေါ့နော်ကံမကောင်းတာကဒီကောင်းက Android အတွက်ပဲရမှာ iOS တမိုင်းတော့မရဘူးပေါ့နော်ပတ်စံတွေအကုန်ခံပြီးတော့မှ pro တွေပါရှောက်ပြီးဝယ်နေနဲ့ဒီအောင်သုံးကြည့်လိုက်မြန်မာစာလည်းမှန်တယ်လုံးဝကိုအဆင်ပြေတယ်ပေါ့နော် recap လုပ်တော့မယ်ပေါ့နော်ခုန download ဆွဲလိုက်တဲ့ video လေးဒီမှာဒီကောင်တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့မှဒီမှာထည့်လိုက်မယ်ပေါ့နော်ဒီကောင်ကတော့ TikTok အတွက်လုံးဝဆိုတော့ site ကတော့ဒီမှာ TikTok site ဖြစ်နေပြီပေါ့နော်အဲ site ကတော့ကျွန်တော်တို့ပြောင်းစရာမလိုတော့ဘူးဘယ်လိုလုပ်ကြမလဲဆိုရင်ဒီကောင်ကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့မှဒီ volume ဆိုတာလေးနှိပ်ပြီးဒီ video original video တွေကအတန်တွေကျွန်တော်တို့ဖျောက်ပြလိုက်မယ်ပေါ့နော်ပြီးတော့အမှန်ချင်းလေးကိုနှိပ်လိုက်မယ်ဒါဆိုရင်အတန်ဖျောက်တဲ့ဘိုင်ပြီးသွားပြီနောက်ပြီး copyright မမိအောင်ပေါ့နော်နည်းနည်းပါးပါးလေးကလိကြမယ်အဲ့တော့ဒီကောင်လေးကိုကျွန်တော်တို့က original color မဟုတ်တော့ဘဲနဲ့အယောင်လေးထည့်ပြီးတော့မှပြောင်းလိုက်မယ်ပေါ့နော်အယောင်ပြောင်းဖို့အတွက်ဆိုရင်ဒီအောက်လေးမှာနည်းနည်းလေးဘေးလေးကိုဆွဲလိုက်ပေါ့နော်ဒီလိုဆွဲလိုက်ဒီမှာ filter ဆိုတာလေးရှိနေမယ်ပေါ့နော်ဒီကောင်လေးရှိနေမယ်အဲ့တော့ဒီကောင်ကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီထဲမှာတခြားအယောင်လေးပေါ့နော်နည်းနည်းကြည့်ကောင်းမဲ့အယောင်ပေါ့နော် original အယောင်နဲ့မတူရင်ပြီးရပဲပေါ့နော်အယောင်လေးအောင်ပြောင်းလိုက်မယ် okay ဒီမှာအယောင်လေးလည်းပြောင်းပြီးသွားပြီဆိုတော့အမှန်ကြီးလေးနှိပ်လိုက်မယ်နောက်တစ်ခုဒီဗီဒီယိုကိုဘယ်ညာလှမ်းမယ်ပေါ့နော်လှမ်းမယ်ဆိုတော့လည်းအဲ့လိုပဲဒီဘေးလေးကိုဆွဲလိုက်မယ်ဆွဲလိုက်ပြီဆိုရင်ဒီမှာဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်ဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးရင်ဒီအလေကောင်ပေါ့နော်ဒီကောင်လေးမဲတာဆိုတဲ့ကောင်လေးကိုနှိပ်လိုက်မယ်ဒါဆိုရင်ဗီဒီယိုကဘယ်ညာလန်သွားပြီပေါ့နော်အဲ့တော့ဒါနည်းနည်းပါးပါးကျွန်တော်တို့ရှောက်ပြီးတော့မှကလစ်ပြီးသွားပြီကိုပိုင်ဖန်တီးတဲ့ဗီဒီယိုပုံစံလောက်လိုက်ပြီပေါ့ဗျာဒီလိုလုပ်ပြီးဆိုတော့ကျွန်တော်တို့ဘာထပ်လုပ်ရမလဲဆိုရင်ဒီမှာ audio ဆိုတာပါတယ် audio ဆိုတာကခုနကကျွန်တော်တို့ download ဆွဲထားတဲ့ AI အတန်ကိုထည့်မှာပေါ့နော်အဲ့တော့ဒီမှာ audio ဆိုတာကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာ sound ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော် sound ဆိုတာလေးနှိပ်ပြီးတော့မှဒီမှာ file ပေါ့နော်ဒီ file လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးရင်ဒီမှာ device ပေါ့နော် device ဆိုတာကိုဖုန်းနဲ့ကချင်းနေပေါ့နော်အဲ့တော့ဒီ device ကိုနှိပ်လိုက်မယ်နှိပ်ပြီးဒီမှာခုနကတော့ကျွန်တော်တို့ download ဆွဲလာတဲ့အတန်ဖိုင် NUV ပေါ့နော်အဲ့ဒါလေးစတာပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒါခုနကတော့ download ဆွဲလာတဲ့အတန်ဖိုင်လေးကျွန်တော်တို့ရလာပြီပေါ့နော်ဒီမျိုးသမီးတစ်ယောက်ကဟုတ်ပြီအဲ့တော့ကျွန်တော်တို့နားထောင်ကြည့်လိုက်မယ်ပေါ့နော်ဒီမျိုးသမီးတစ်ယောက်ကအသားပေါက်မှုဆိုင်ဖွင့်ထားသူကနေတိုင်းဒီစီကားဆိုတာလာဝင်ကြပြီမယ်အဲ့တော့ကျွန်တော်တို့ကအတန်လေးကနည်းနည်းလေးနှင်းနေတယ်ပေါ့နော်နှင်းနေဆိုတော့တိတ်ပြီးနားထောင်ရတာအဆင်မပြေဘူးနည်းနည်းလေးမြန်လိုက်မယ်မြန်ဖို့တော့ဘယ်လိုလုပ်ရမလဲဆိုရင်ဒီအတန်ဖိုင်လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးရင်ဘေးလေးနည်းနည်းလေးထပ်ပြီးဆွဲမယ်ပေါ့နော်ဒီမှာ speed ဆိုတာလေးရှိရပေါ့နော်ဒီ speed လေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီမှာ28လောက်ကိုသွားထားလိုက်မယ်ပေါ့နော်28လောက်ထားပြီးနားထောင်ကြည့်လိုက်မယ်ဗျာဟုတ်ကဲ့ဒီမှာ28ပေါ့နော်ဒီကနေ့မီစီကားဆိုတာတော့28ကြတော့လည်းအရင်မြန်လုံးနေတယ်ပေါ့နော်ဒါတော့ကိုနားထဲမှာနားထောင်လို့အဆင်ပြေမဲ့ speed ကိုထားပါပေါ့နော်ကျွန်တော်နည်းနည်းလေးထပ်လျှော့လိုက်မယ်1.8လောက်ထားလိုက်မျိုးဒီကနေ့စီကားတော့โอเคဒီလောက်ဆိုရင်အဆင်ပြေတယ်တကယ်လို့ကိုယ့်ရဲ့အတန်ကပေါ့နော် speed တွေပြင်လိုက်လို့တိုးသွားတယ်ဆိုရင်လည်းကိစ္စမရှိဘူးအတန်ကိုပြန်ပြီးချဲ့လို့ရတယ်ဒီမှာ volume ဆိုတာလေးပါတယ်ပေါ့နော်ဒီအောက်လေးမှာ feature တွေအများကြီးပါတယ်ပေါ့နော်ဒီမှာဒီ volume ဆိုတာလေးနေပြီးတော့မှအတန်ကိုကိုလိုလိုချဲ့လို့ရတယ်ပေါ့နော်အဆုံးထိတော့မချဲ့လိုက်နဲ့အဲ့ဒါဆို speed ကကွဲတဲ့အတန်ကြီးဖြစ်သွားမှာနားထောင်လို့မကောင်းဘူးပေါ့နော်အဲ့တော့ဒီမှာကျွန်တော်450လောက်ထားလိုက်ပါတော့အတော့ပုံစံဖွင့်ထားသူပါနေတိုင်း basic ဆိုတာလောက်ကြပြီမယ်ထူးဆန်းတာတစ်ခုကတော့ speedဝေဒီမှာဒါဆိုရင်ကျွန်တော်တို့က AI နဲ့အတန်သွင်းထားတဲ့အတန်ဖိုင်လေးလည်းရလာပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်ဘာမှတော့မှခက်ခဲတွေလုပ်စရာမလိုတော့ဘဲနဲ့ recap video တစ်ခုရလာပြီပေါ့နော်ဒီအောင်သိကြခြင်းနဲ့ copyright မမိခြင်းဘူးဆိုရင်ဗီဒီယိုတွေကိုနည်းနည်းလေးပို့ပြီးတော့မှကိုယ့်ရဲ့ style နဲ့ဖြန့်ညက်ကလေးတွေပြန်ပြီးလုပ်လို့ရတယ်ဘယ်လိုလုပ်ကြမလဲဆိုရင်ဒီမှာဆိုလို့ရှိရင်ဗီဒီယိုတစ်ခုထားပါတော့ဒီမှာ3စက္ကန့်ပဲကျွန်တော်တို့ပြမယ်3စက္ကန့်ပေါ့နော်โอเคဒီမှာဒါ3စက္ကန့်နေရာရသွားပြီ3စက္ကန့်နေရာရသွားရင်ဘာလုပ်မလဲဆိုရင်ဓာတ်ပုံတစ်ပုံထည့်မယ်ဓာတ်ပုံထည့်ဖို့ကြတော့ဒီအောက်မှာပဲပေါ့နော်ဒီကောင်လေးကိုပဲကျွန်တော်တို့ကစားပြရမယ်ဒီကောင်လေးပေါ့နော်ဒါလေးပေါ့နော်ဒါလေးတွေကိုဘယ်ညာရွှေ့ပြီးပေါ့နော်ဒီ movie နဲ့ပတ်သက်တဲ့ဟာကိုလုပ်တော့မယ်ဆိုရင် movie ကိုထောက်ပြီးတော့မှဘယ်ညာရွှေ့ပြီးတော့မှကြိုက်တာကိုပြောင်းအောက်ကသချင်းနဲ့ပတ်သက်တဲ့ဟာကိုလုပ်ချင်တယ်ဆိုရင်သချင်းကိုထောက်ပြီးတော့မှကြိုက်တယ်လို့ပြောင်းပေါ့နော်အဲ့တော့ဒီမှာကျွန်တော်စကားကိုပြောင်းပါဆိုတော့စကားကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီမှာဒီအောင်လေးကိုဆွဲလိုက်မယ်ကျွန်တော်တို့ကဘာလုပ်မှလဲဆိုတော့ဓာတ်ပုံတစ်ပုံထည့်မှာပေါ့နော်ဓာတ်ပုံတစ်ပုံထည့်မှာဆိုတော့ဒီအောက်ဆုံးကြီးဆွဲလိုက်ပြီးခါကြတော့ဒီမှာဒီကောင်လေးပါလာပြီပေါ့နော်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာဓာတ်ပုံလေးဖြစ်သွားပြီဒီကောင်ပေါ့နော်ဓာတ်ပုံလေးဖြစ်သွားပါပြီအဲ့တော့အဲ့ဓာတ်ပုံလေးကဒီတိုင်းအသေးကြီးဖြစ်နေတာဆိုတော့မလှဘူးပေါ့နော်မလှတော့သူ့ကိုနည်းနည်းလေးအသက်ဝင်နေတဲ့ပုံစံလေးလုပ်မယ်ဘယ်လိုလုပ်မလဲဆိုရင်အဲ့ဒီဓာတ်ပုံလေးကိုထောက်လိုက်မယ်ထောက်ပြီးဒီမှာ effect ဆိုတာလေးပါတယ် effect ဆိုတာနှိပ်ပြီးတော့ဒီမှာ video effect ဆိုတာနှိပ်လိုက်မယ်ဆိုတော့ဒါကကျွန်တော် pro version ပေါ့နော် pro version ဆိုတော့ဒီမှာကျွန်တော်ပြောထားသလိုပဲကိုကြိုက်တဲ့ effect ကို easy ယူသုံးရုံပဲပေါ့နော်ဆိုတော့ဒီ video ကိုဖိုင်နဲ့သိမဲ့ခါဆိုလဲကတ် logo လည်းမပါဘူးပတ်စံနဲ့ပေးခိုင်းတာမျိုးတွေလုံးဝမပါဘူးပေါ့နော်
တော့ဒီမှာကိုကြိုက်တဲ့ဟာလေးပေါ့နော်ကျွန်တော်ကတော့ဘယ်ကောင်လေးကြိုက်လဲဆိုတော့ကျတော့ကောင်လေးကိုကြိုက်တယ်ဒီကောင်လေးပေါ့နော်ဒါလေးပေါ့နော်โอเคဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီကောင်ကအရန်ကြီးပေါ့နော်ကိုဒီမှန်ပြင်ရှိမှာဇုံးဝင်လာတာကြီးအရန်မြန်တယ်ဆိုရင်စပီကိုချိန်လို့ရတယ်ပေါ့နော်စပီကိုချိန်ဖို့အတွက်အဲ့ကောင်လေးတစ်ချက်နှိပ်လိုက်မယ်ဆိုရင်ဒီမှာစပီအတိုးလျှော့ပေါ့နော်ကိုမြန်ခြင်းလားနှေးခြင်းလားပေါ့နော်အရန်မြန်လို့လည်းမလာဘူးပေါ့နော်ဖြည်းဖြည်းချင်းလေးမှန်ပြင်တဲ့ကိုဝင်လာတဲ့မှန်ပြင်တဲ့ကိုကတ်လာတဲ့ပုံစံလေးပေါ့နော်အဲ့လိုပုံစံလေးလှတယ်ဆိုတော့စပီကိုပို့အောင်ဆုံးထိလျှော့ချလိုက်မယ်နော်လျှော့ချပြီးရင်အမှန်ကြီးလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးဒီမှာပြန်ကြည့်လိုက်ပေါ့နော်နေ့တိုင်းဒီစီကားဆိုတာဝင်ကြပြီလေထူးဆန်းတာတစ်ခုကတော့တပည့်ဖြစ်သူဟာကလေးဘောကလေးကမိတင်ကတောင်းဝင်လာတာကိုတစ်ခါမှမမြင်ခဲ့ပါဘူးအဲ့ဒါဆိုရင်ကျွန်တော်တို့ဒါကိုပိုင်ဖန်တီးတဲ့ဗီဒီယိုဖြစ်သွားပြီပေါ့နော်30စက္ကန့်တစ်ခါလောက်မှာအဲ့လိုမျိုးလေးဓာတ်ပုံလေးတွေထည့်ပေးပေါ့နော်ဒါမျိုးဆိုလို့ရှိရင် copyright မိနိုင်ကြီးကအရန်ကိုနေတယ်ကိုပိုင်ဖန်တီးထားတဲ့ဗီဒီယိုတစ်ခုလို့သူတို့ကသတ်မှတ်သွားလိမ့်မယ်ပေါ့နော်ဒါတော့ copyright မမိအောင်လုပ်တဲ့ edit နည်းတွေကတော့ဗီဒီယိုကြမှာကျွန်တော်တက်ပြန်လာခဲ့မယ်ဒီကောင်ကအရန်ဟုတ်ရှည်နေပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အနေနဲ့သဘောတရားတွေအားလုံးကိုတော့နားလည်သွားလိမ့်မယ်လို့ထင်တယ်အဲ့တော့ဒီမှာဒီကောင်ကတကယ်ပဲကျွန်တော်တို့ free ရလားမရလားဆိုတော့ပြမယ်ဒီမှာ Facebook ကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်ဒီမှာဒီကျွန်တော်တို့ video quality တွေပေါ့နော်စိတ်ကြိုက်လည်းရွေးလို့ရသေးတယ်ဒီမှာ video quality ဆိုရင်ဒီကောင်နေပြီးတော့မှဘယ် site နဲ့ထုတ်မလဲကြိုက်တဲ့ site နဲ့ပေါ့နော်ဒီကောင်တွေအကုန်လုံးအမှန်ကြီးပေးပြီးတော့မှထုတ်လို့လည်းရတယ်ပေါ့နော်ကျွန်တော်တို့ကဒီမှာ20လောက်ပဲပြန်ထားလိုက်မယ်နည်းနည်းလေးပြန်လျှော့လိုက်မယ် TikTok အတွက်ဆိုရင်ကတော့1080လောက်နဲ့နေအဆင်ပြေတယ်ပြီး Facebook နှိပ်လိုက်မယ်ဒီမှာဆိုလို့ရှိရင်လုံးဝဘယ်ပတ်စံမှလည်းမတောင်းဘူးပေါ့နော်ပြီးတော့ကျွန်တော်ဒီကောင်ကို download ဆွဲပြီးရင်လည်းဒီကောင်ကိုဖုန်းထဲမှာသိပြီးရင်လည်းကက်ကက် logo ပါလားဆိုတာလည်းပြမယ်မပါဘူးပေါ့နော်ဒါကျွန်တော်ပြောထားသလိုပဲကျွန်တော်ပတ်စံပေးပြီးတော့မှသုံးတဲ့ version မဟုတ်ဘူးအလကားသုံးနေတဲ့ version ပေါ့နော်အဲဆိုရင်ကျွန်တော်ခုနပြောထားသလိုပဲသဘောတရားတွေအားလုံးကိုကိုကနားလည်သွားပြီပေါ့နော်ဗီဒီယိုတွေကြည့်ဖို့လည်းအချိန်ကြီးပေးစရာမလိုတော့ဘူးကိုယ့်ရဲ့အတန်ကြီးနဲ့လည်းလုပ်စရာမလိုတော့ဘူး AI အတန်နဲ့ပဲလုပ်ချင်တယ်အလွယ်တကူမြန်မြန်ဆန်ဆန်လေးပဲလိုချင်တယ်ဆိုတဲ့လူတွေအတွက်ကတော့ဒီဗီဒီယိုကတော့တော်တော်ကြီးကိုကိုယ့်အတွက်သုံးဝင်မယ်လို့ကျွန်တော်မျှော်လင့်နေပေါ့နော်အဲ့တော့ပတ်စံရှာဖို့ကတော့မြန်မာ region နဲ့တော့လုံးဝမရဘူးဂျပန် region ထဲမှာရလိမ့်မယ်ကိုယ့်အကိုဖွင့်တဲ့လူတွေကဖွင့်ဝယ်ခြင်းတဲ့လူတွေကလည်းသိချတဲ့လူတွေဒီမှာဝယ်ကျွန်တော်ကိုယ်တိုင်လည်းရောင်းတယ်ဒါပေမဲ့အခုတော့မရောင်းပေးသေးဘူးကျွန်တော်ကိုယ်တိုင်စမ်းနေလို့ပတ်စံတကယ်ရလားမရလားသိချင်လို့ပေါ့နော်ကျွန်တော်ရတယ်သိကြတယ်ဆိုတဲ့အခါမျိုးကြမှာပဲကျွန်တော်ကိုယ်တိုင်ရောင်းမှာပေါ့နော်ဒီမှာတော့ကျွန်တော်ပြောထားသလိုပဲပတ်စံမဝင်သေးတော့ကျွန်တော်လည်းမရောင်းရဲသေးဘူးပေါ့နော်တော်ကြကြမှာဝယ်ထားပြီးလက်ကဖြစ်သွားမှာဆိုလို့ပါနော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ဒီကောင်းကို export ထုတ်တာပြီးသွားပြီကက် logo ပါလားမပါလားပါတစ်ခါလေးပြပေးလိုက်ပြီပေါ့နော်တော့အခုဆိုင်ခွင့်ထားသူကနေ့တိုင်းဒီစီကားဆိုတာဝင်ကြပြီလေဒီမှာပေါ့နော်ဒီမှာဘာကျွန်တော်တို့ဘာ logo မှလည်းမပါဘူးဒီမှာပေါ့နော်ဗီဒီယိုလည်းလုံးဝ quality ကြည့်လို့ရှင်းပေါ့နော်ဒီမှာလည်းကက်ကက် logo တွေဘာတွေလုံးဝမပါဘူးပေါ့နော်ဆိုတော့ဒီ video edit ကတော့ဒါကျွန်တော်အပြည့်စုံပြထားတာမဟုတ်ဘူးအပေါ်ရန်လောက်လေးပဲပြပေးထားတာနောက်ဗီဒီယိုကြမှာပဲကျွန်တော်ပြောထားသလို copyright မမိတဲ့ edit လေးကိုအချိန်ပေးပြီးတော့မှဘယ်လိုလုပ်ရမလဲဆိုတာလေးကိုအစားဆုံးရှင်းပြပေးမယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲတကယ်လို့ဒီဗီဒီယိုလေးကကိုယ့်အတွက်ကြိုးရှိတယ်ဆိုရင်တော့ like လေးပေးခဲ့ပြီးတော့မှကွန်မန့်မှာလေးကိုသိချင်တဲ့အကြောင်းအရာလေးမေးခဲ့နိုင်ပါတယ်ခင်ဗျာစာဆုံးကြည့်ပြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ